ကျွန်တော် free sharing လုပ်ပြီးနေတဲ့ SMT Master Program ရဲ့liquidity နေတဲ့မှာကျွန်တော်တစ်ခုဖြစ်တဲ့ equal high equal low liquidation အကြောင်းကိုဒီနေ့ knowledge sharing လုပ်ပြီးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကတော့ Excel ပါ okay equal high equal low liquidation ဆိုတဲ့အဓိပ္ပာယ်ကဆိုကြပါစို့ price က level တစ်ခုကိုရောက်တဲ့အခါမှာ1000စီးတန်းရောက်တဲ့အခါမှာ seller တွေဝင်နေပြီးတော့ retest ပြန်လာတယ်ဒီနေရာလေးကိုပဲ retest ပြန်လာတယ်နောက်တစ်ခါရောင်းရတယ်ပေါ့နော်အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့ equal high liquidation ဖြစ်တယ် equal high liquidation လို့ပြောလို့နှစ်ခုကြီးကprice ကြီးက price နှစ်ခုလုံးကြီးကလုံးဝဒုံးတီတူနေရမယ်လို့တော့မဟုတ်ဘူးတခါတလေမှာ equal high liquidation ကနောက်တဲ့ swing တစ်ခုကအောက်ကိုရောက်နေရလေဖြစ်နိုင်တယ်လို့အပေါ်နည်းနည်းလေးရောက်နေရလေဖြစ်ကောင်းဖြစ်နိုင်တယ်ဟိုအရင် body နဲ့အရင်ဒါမျိုးကြီးရုပ်ပစင်းပြကြီးဆိုရင်တော့ equal high liquidation ကိုကျွန်တော်သတ်မှတ်လို့မရဘူးเนาะဆိုကြပါတော့1000စီးတန်းဆိုရင်980လောက်990လောက်1010လောက်ပေါ့နော်ဒီလောက်ဆိုရင်ကျွန်တော် equal high liquidation ကိုကျွန်တော်သတ်မှတ်လို့ရပြီဆိုတော့ equal high liquidation ကိုဘယ်လိုသုံးမလဲဆိုတော့ price က drop လာတယ်เนาะဆိုကြပါတော့ကျွန်တော်1 minute order block ကို order block ဒီမှာချမ်းခဲ့ပြီးတော့ပြန်တက်လာတယ်ပြန်ဆင်းတယ်ပြီးတော့ဒီတစ်ခေါက်ဒီနေရာကိုပြန်ရောက်တဲ့အခါမှာပြန်ပြီးတော့ seller တွေက short တယ် price action သမားတွေက double top လို့ထင်တဲ့အတွက်ဘာလုပ်လဲဆိုတော့ရောင်းကြတယ်အဲ့ဒီအချိန်မှာတကယ်ကို H&I သမားတွေကဘာလုပ်လဲသူတို့ရဲ့ equal high liquidation မှာဒီ equal high မှာ short လာတဲ့ကောင်တွေရဲ့ liquidate ကိုတက်စားပြီးတော့မှ1 minute PY တစ်ခုကနေပြီးတော့ပြန်ပြီးတော့ aggressively drop တယ် equal high liquidation ဆိုတာအဓိပ္ပာယ်ကကျွန်တော်ဒီနေရာမှာထပ်ခါရောင်းနေတဲ့ seller တွေရဲ့ liquidation ကိုယူပြီးတဲ့အခါမှာ market clear ဖြစ်ပြီဆိုရင်ကျွန်တော်က aggressively drop တယ်เนาะဆိုတော့ဒါကို equal high liquidation equal low liquidation အကြောင်းဒီကောင်ကပြောင်းမယ်ပေါ့နော်ဆိုတော့ဒါကို equal high liquidation equal low liquidation ကိုခေါ်တယ်ကျွန်တော် entry model အကြောင်းကို knowledge sharing လုပ်တဲ့အခါမှာ equal high equal low liquidation ကိုဘယ်လိုအသေးစိတ်သုံးမလဲဆိုတာကို knowledge sharing ထပ်ပြီးတော့လုပ်ပြီးတော့ပါမယ်ဆိုတော့ကျွန်တော်ကတော့ Excel ပါကျွန်တော်အခု sharing လုပ်ပေးခဲ့တဲ့ SMT Master Program ရဲ့ video တွေကိုကျွန်တော်တူတူစီရဲ့ကြည့်လို့ရအောင်လို့Telegram မှာ channel လေးတစ်ခုလုပ်ပေးထားရပါတော့ဆိုတော့ကျွန်တော်ဒီ channel မှာ video တွေတူတူစီရဲ့ကြည့်လို့ရမယ်ပြီးတော့ကျွန်တော်ဒီ SMT သမားအချင်းချင်းdiscussion လုပ်လို့ရတဲ့ channel လေးခွဲပေးထားတယ်ပေါ့နော်ပြီးတော့ကျွန်တော်စီမှာ Moonbase နဲ့ Moonbase Plus ဆိုပြီးတော့ community နှစ်ခုရှိသေးတယ်ပေါ့နော်ဆိုတော့ Moonbase မှာတော့ကျွန်တော်ရဲ့ trade setup တွေကို recap လုပ်တာမျိုးတွေပြီးတော့ကျွန်တော်ဒီ live market မှာဝင်ခဲ့တဲ့ trade setup တွေကို sharing လုပ်ပေးတာမျိုးတွေနဲ့ knowledge sharing post တွေကိုရေးပေးနေပါတယ် Moonbase Plus ကတော့ကျွန်တော်ရဲ့101 premium membership program ဖြစ်ပြီးတော့ဒီ program အကြောင်းကိုအသေးသေးလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဒီ website ကနေပြီးတော့အသေးသေးလေ့လာလို့ရပါတယ်ပြီးတော့ကျွန်တော်သင်တဲ့နေနဲ့လာပြီးတော့တက်လို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နောက် video မှာပြန်လည်ဆုံတွေ့ကြတာပေါ့